အားလုံးပဲမင်္ဂလာပါခလေးကိုက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကြက်သားဒံပေါက်ချက်လိုမျိုးကြက်သားဟင်းချက်လေးချက်ပါမယ်ပထမဆုံးကြက်သားရင်ပုံလေးတုံးထားပါတယ်အဲ့ထဲကိုစားအချိုမှုတ်ကြက်သားမှုတ်ငံပြာရည်စနစ်မှုတ်ထည့်ပြီးတော့တမနေအောင်နေပြီးတော့နှက်ထားမယ်ပေါ့နော်ကြက်သားတွေကိုနည်းနည်းတော့မှုန်းထားရပေါ့နော်အထဲထဲထိအရသာဝင်သွားအောင်လို့လေပြီးတော့ကြက်သွန်လေးတွေကိုပွားလှီးထားပါမယ်ဒီမှာတော့ကြက်သွန်ကြော်ပြီးချက်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့မထောင်းတော့ဘူးပေါ့နော်ကြိတ်ဆက်နဲ့လည်းမကြိတ်တော့ပါဘူးအဲ့ဒီကုန်လုံးကိုရေစေးပါမယ်ပြီးရင်အိုးတွေကိုစီထည့်ပါမယ်ပြီးရင်တော့ကြက်သွန်ထည့်ပါမယ်စနစ်မုတ်နည်းနည်းထည့်ပါမယ်အယောင်လာသွားအောင်လို့ပြီးရင်တော့အဖုံးပြီးတော့ခဏဥထားမယ်ပေါ့နော်ပြီးရင်အယောင်တင်မှုတ်ထည့်ပါမယ်ဥထည့်လိုက်တာတော့မဆလာလေးနည်းနည်းထည့်လိုက်တာပါပြီးရင်တော့ကြက်သွန်ဖြူလေးနည်းနည်းထည့်ပါမယ်အနံ့ပူမှုေးသွားအောင်လို့ပါကြက်သွန်လေးနဲ့ရလာပြီဆိုတာနဲ့နှက်ထားတဲ့ကြက်သားလေးတွေကိုထည့်လိုက်ပါမယ်သားထည့်ပြီးချင်းမှာရေးထည့်ကြမလို့ပါဘူးရှင်မဆလာလေးနည်းနည်းထည့်လိုက်ပါမယ်အဲချက်သားကိုပေါ်အောက်လေးလှမ်းပြီးတော့သူ့ထည့်ရေးထွက်သွားတဲ့အထိချက်ပြရပါမယ်ဒီနေရာမှာတော့မီးပြနဲ့ပဲအကြာကြီးပြထားကြအောင်မလို့ဘောနော်ခဏလှည့်ကြည့်အဲ့တော့ချက်သားရဲ့ရေးထွက်သွားပြီဆိုတော့မှဒီချက်သားနူအောင်ရေးလေးထည့်ပြီးတော့မီးအေးနဲ့တည်တင်ထားပါမယ်တည်တင်ထားပြီးရင်တော့ဒါ2ရီ3ရီလောက်ခန်းသွားတဲ့အခါမှာဒီအင်လီယာကျက်လာပြီပေါ့နော်ကကြရင်ရေလေးခန်းသွားပြီးတော့စီပြန်လေးရပါပြီကျေးဇူးတင်ပါတယ်